အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့အင်အားပြင်းစကိုင်းငလျင်ကြားမှာကြမ်းကြမ်းခံခဲ့တဲ့ရှေးဟောင်းဇေယျသီရိရုပ်ရှင်ရုံကြီးကိုဘယ်သူတွေတိစောက်ပေးခဲ့တယ်လဲဆိုတော့ကိုဖတ်ကြားပေးမှာပဲဖြစ်ပါတယ်မလ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ဟာမြမသမိုင်းတစ်ချောင်းနှစ်ပေါင်း186နှစ်အတွင်းအပြင်းထန်ဆုံးငလျင်တစ်ခုဖြစ်ခဲ့ပြီးငလျင်ဘိုးအကျက်အတွင်းကြာရောက်ခဲ့တဲ့စကိုင်းမြို့ကြီးဟာအပြည့်အစည်းတွေများပြားခဲ့ပါတယ်မြို့နဲ့အပြည့်အစည်းတွေများပြားကြမှာထိခိုက်မှုတစ်စုံတစ်ခုမှမရှိခဲ့တဲ့ရုပ်ရှင်ရုံဟောင်းကြီးတစ်ခုဖြစ်တဲ့ဇေယျသီရိရုပ်ရှင်ရုံကြီးအကြောင်းဟာအများသူငါအကြားရေပန်းစားခဲ့ပါတယ်1985ခုနှစ်ဝန်းကျင်မှာတည်ဆောက်ခဲ့တဲ့ဇေယျသီရိရုပ်ရှင်ရုံကြီးကိုဘလို့နည်းပညာတွေနဲ့တည်ဆောက်ခဲ့တာလဲဘယ်သူတွေတည်ဆောက်ခဲ့တာလဲဆိုတော့ကိုအားလုံးကသိကျင်နေချိန်မှာပဲဦးစီးတည်ဆောက်ခဲ့သူတွေတဲကအင်ဂျင်နီယာကြီးတဦးထွက်ပေါ်လာခဲ့ပါတယ်သူကတော့ဦးအောင်ကျော်မြင့်လို့အမည်ရသူလက်ထောက်အင်ဂျင်နီယာငိမ့်တဦးပါပဲသူရဲ့လူမှုကွန်ရက်စာမျက်နှာမှာလည်းသူဘလို့တိစောက်ခဲ့တယ်ဆိုတာကိုအသေးစိတ်ရှင်းလင်းပြထားခဲ့ပါတယ်။ဦးအောင်ကျော်မြင့်ရဲ့ရေးသားဖော်ပြချက်အရ1968ခုနှစ်စကိုင်းမြို့မိဘအတွင်းမှာမြို့ပေါ်မှာရှိတဲ့ရုပ်ရှင်ရုံတွေမိအတွင်းပါသွားတာကြောင့်ရုပ်ရှင်ရုံအသစ်တိစောက်ဖို့ပြန်ကြားရေးဝန်ကြီးကစောက်လို့ရေးဝန်ကြီးဌာနကိုလုပ်ငန်းအနှံခဲ့တယ်လို့သိရပါတယ်။ရုပ်ရှင်ရုံအသစ်တိစောက်ဖို့အတွက်စောက်လို့ရေးဝန်ကြီးဌာနရဲ့ခံမှန်းပုံထုတ်ဦးစီးဌာနကအင်ဂျင်နီယာတွေနဲ့ကျွမ်းကျင်ပညာရှင်တွေဟာကွင်းစင်ပြီးမြေစမ်းသပ်မှုမှာငလျင်ကျော်နဲ့နိကက်နေတာကိုတွေ့ရှိရတာကြောင့်ငလျင်နိုင်ငံအဆောက်အဦတစ်ခုအဖြစ်ဒီဇိုင်းရေးဆွဲပုံထုတ်ခဲ့တယ်လို့သိရပါတယ်။တောင်ဘက်လမ်းမဘက်ကြီးကိုမျက်နှာပြုထားတဲ့ရုပ်ရှင်ရုံဟာတောင်ဘက်မျက်နှာမှာရှိတဲ့အာစီတိုင်း6လုံးကိုမြောက်ဘက်ကို65ဒီဂရီစောင်းထားပြီးအနံခမ်းပွင့်အကျယ်ပေဟာ80ရှိကအလျားဟာ94ပေရှိတယ်လို့သိရပါတယ်။တောင်ဘက်မှာရုပ်ရှင်ပြဆက်ခန်းနဲ့အထူးတန်းပွဲကြည့်စဉ်တစ်ထပ်ပါရှိပြီးမြောက်ဘက်မှာတော့လာချမ်းပုံရုပ်ရှင်ပိတ်ကားနဲ့ဆောင်းပေါက်တွေထားရှိတယ်လို့သိရပါတယ်။အမိုးကိုတော့တသားတိုင်းနဲ့သမိုးထားပြီးလေကလေးပုံတရံ30မြောက်ကိုနှိမ့်ချသွဲတမ်းပြီးမိုးထားကမျက်နှာချက်မှာတော့သုံးသက်သားကိုအပေါက်ကလေးတွေဖောက်ပြီးတက်သားစင်နှမ်းမှာကတ်ထားခဲ့တယ်လို့သိရပါတယ်။1983ခုနှစ်မှာစတင်အုံမြင့်ချခဲ့ပြီးရမုံငွေမရရှိသေးတာကြောင့်ခေတ္တရက်ဆိုင်က1985ခုနှစ်မှာပြန်လည်တိစောက်ရတယ်လို့သိရပါတယ်။တိစောက်ချိန်မှာတော့စကိုင်းတိုင်းဆောက်လုပ်ရေးတိုင်းအင်ဂျင်နီယာဦးအောင်ရွှေခရိုင်အင်ဂျင်နီယာဦးညီကောင်မြို့နယ်အင်ဂျင်နီယာဦးမမောင်ညွန့်တို့ကလုပ်ငန်းခွင်ကိုကြီးကြပ်ပြီးဦးအောင်ကျော်မြင့်ကတော့လုပ်ငန်းခွင်အင်ဂျင်နီယာအဖြစ်ကြီးကြပ်ခဲ့ပါတယ်။ဦးအောင်ကျော်မြင့်တို့နဲ့အတူဦးမင်းသွင်းဦးကျော်တင်ဦးသိန်းအောင်ဦးလာဦးသိန်းထွန်းတို့ကလုပ်ငန်းခွင်ကိုဦးဆောင်ခဲ့ကြပြီးလျှက်စစ်အင်ဂျင်နီယာတွေဖြစ်ဦးတင်ထွေဦးအောင်မောင်တို့နဲ့အတူကျွမ်းကျင်လက်သမားဆရာအဖွဲ့ဖြစ်တဲ့ဦးမောင်လေးကျွမ်းကျင်ပယံဆရာအဖွဲ့ဖြစ်တဲ့ဦးလိန်ကျွမ်းကျင်တန်ချီတန်ခွေအဖွဲ့ဖြစ်တဲ့ဦးအောင်ညွန့်တို့ကတိစောက်ခဲ့တာပါတိစောက်ရေးလုပ်ငန်းတွေကိုတော့1989ခုနှစ်မှာအလုံးစုံပြီးဆုံးသွားခဲ့တယ်လို့ဦးအောင်ကျော်မြင့်ကဆိုပါတယ်စကိုင်းမြို့ရဲ့ငလျင်ကြီးမှာကြံခံနိုင်ခဲ့တဲ့ရှေးအဆောက်အုံတွေဖြစ်တဲ့ကုန်းသွဲလေယာတီးနှံတိုးလောင်ကိုတောင်တိုင်းပညာရေးမှုရုံဆရာအသက်တင်ကောလိပ်စတဲ့အဆောက်အဦတွေဟာလည်းဦးအောင်ကျော်မြင့်ဦးဆောင်တဲ့အဖွဲ့တွေကတိစောက်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ငွေကျပ်ဘီလီယံနဲ့ချီကုန်ကျခံပြီးဆောက်လုပ်ခဲ့တဲ့နေပြည်တော်မှာရှိတဲ့လွတ်တော်အဆောက်အဦတွေအပါအဝင်အဆောက်အဦအများစုပြိုကျပျက်စီးချိန်မှာနှစ်ပေါင်း90တန်းရှိတဲ့ရုပ်ရှင်ရုံဟောင်းတစ်ခုဟာငလျင်နိုင်ငံကိုကြံ့ခံနိုင်မှုအပေါ်တိစောက်ခဲ့သူတွေကိုချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်ရှင်။ကျွန်မနွယ်နွယ်ပါ